ကျေးဇူးတရားကိုထုတ်ဖော်ပြသရင်းနဲ့ကိုယ်တိုင်းဘဝမြင့်မားလာတာကိုကြုံတွေ့ရပါတယ်။နေ့စဉ်ဘဝမှာအကြီးမားဆုံးပါဝင်နေတာကကြီးမားတဲ့အရာတွေလို့ထင်နေကြပါတယ်။တကယ်တော့အဲ့လိုမဟုတ်ပါဘူး။သိမ်းမွှားတဲ့ကိစ္စပစ္စည်းလေးတွေလုပ်ပုံကင်ပုံတွေတဘာဝဝင်းကျင်စတဲ့ပုံစံစုံတွေကတော့ကိုယ်နဲ့အကြီးမားဆုံးပါဝင်ပတ်သက်နေတာတွေဖြစ်ပါတယ်။ကျမအမြဲလိုလမ်းလျှောက်ရင်းနဲ့ဖြစ်စေလဲလျောင်းရင်းနဲ့ဖြစ်စေတခုခုကိုတွေးတောရင်းနဲ့ဖြစ်စေတောလန်းလေးတွေမှာလမ်းလျှောက်ရင်းနဲ့ဖြစ်စေကျမကျေးဇူးမြတ်တာတွေကိုဖြန့်ဝေလေးရှိပါတယ်ဘယ်တော့မဆိုကျမသွားတယ်လာတယ်ဆိုလို့ရှိရင်ဓာတ်ပုံတွေရိုက်ကြမယ်စကားတွေအများကြီးပြောကြမယ်အဲ့လိုပုံစံမျိုးနဲ့ကျမမသွားပါဘူးကျမသွားတဲ့တိတ်ဆိတ်တဲ့လမ်းလေးတွေတယောက်တည်းသွားရတဲ့နေရာလေးတွေရောက်ပြီဆိုလို့ရှိရင်ကျမအမြဲတမ်းကျေးဇူးမြတ်တာလေးတွေကိုဖြန့်ဝေရင်းနဲ့သွားတာမျိုးလုပ်ပါတယ်အထူးသဖြင့်တော့နေ့စဉ်လောကမှာဆိုလို့ရှိရင်ကျမအလုပ်သွားလို့ရှိရင်မနေ့ခင်းလေးတွေမှာအလုပ်ကိုနည်းနည်းလေးစောပြီးတော့သွားပါတယ်ပြီးရင်အလုပ်နာကအကွင်းပြင်ချိန်နားမှာကျမခဏရက်တယ်ကော်ဖီလေးတောက်ရင်းနဲ့မှဒီကျေးဇူးမြတ်တာတရားတွေကိုပြောလို့ရှိပါတယ်ကျမတယောက်တည်းဖြစ်နေတဲ့အနားမှာလည်းလူတွေမရှိဘူးဆိုတဲ့အတွက်ကျမအတန်ကြဲကြဲနဲ့ပြောပါတယ်အဲ့လိုအချိန်မျိုးမှာဆိုလို့ရှိရင်ကျမရဲ့စိတ်ကိုမေတ္တာစိတ်ထားပါတယ်မျက်နှာကိုလည်းပြုံးရွှင်ထားပါတယ်ဥပမာတစ်ပင်ကိုကျမကျေးဇူးတင်တယ်လို့ပြောလို့ရှိရင်တစ်ပင်ကိုလေးနက်စွာကြည့်ပါတယ်တခါတလေတော့ကျမကဂယုတစိုက်ကျင်နာစွာနဲ့တစ်ပင်ရဲ့ပင်စီလေးတွေကိုကင်တွယ်ပါတယ်တရက်လွေးတွေဆိုလို့ရှိရင်လေသူတို့ရဲ့တရက်ကလေးတွေကိုကျမရဲ့လက်ကလေးတွေနဲ့ထိပါပြီးတော့လမ်းလျှောက်လေးရှိပါတယ်အပေါ်ရန်ကြောလေးပဲပြောတာမျိုးမဟုတ်ပါဘူးသူတို့နဲ့တကယ်ကို connection မိမိပါဇက်ကလည်းပြောတယ်ကိုယ့်ရဲ့လက်ကလေးကလည်းသူတို့ခန္ဓာကိုယ်လေးဖြစ်တဲ့ဒီတက်ရွက်ကလေးတွေပင်စီလေးတွေကိုထိတယ်ဒါမျိုးလေးပေါ့နော်တကယ်စိတ်ရင်းနဲ့နဲ့ရှိုင်းရှိုင်းနဲ့လာတဲ့ခံစားချက်မျိုးတွေနဲ့ကျမကကျေးဇူးမြတ်တာစကားလေးတွေကိုပြောပါတယ်ကဲအဲ့တော့ကျမဒီမှာနားထောင်သူတွေနဲ့အတူတူဝေငှပေးပါမယ်နားထောင်နေရင်းနဲ့လေမျက်လုံးလေးမှိတ်ပြီးတော့အတူတူလိုက်ဆိုလို့ရပါတယ်ပါဇက်ကကြဲကြဲလေးဆိုနိုင်ရင်လည်းကောင်းပါတယ်ကိုယ်နာမှာလူတွေရှိနေလို့စိတ်ထဲကနေပဲပြောမယ်ဆိုရင်လည်းရပါတယ်ခန္ဓာကိုယ်ကအမြဲတမ်းပဲတက်တောင့်တတဖြစ်ပြီးတော့စိတ်ငြိမ်တဲ့ခန္ဓာကိုယ်လေးဖြစ်နေပါစေကဲ ready ပဲဆိုလို့ရှိရင်တော့လိုက်ပြောပါနော်ဒီနေ့မနက်ခင်းနိုးထလာနိုင်တာကိုကျေးဇူးတင်ပါတယ်ရရှိနေတဲ့နေအလင်းရောင်ကိုကျေးဇူးတင်ပါတယ်အပင်လေးတွေမြက်ပင်လေးတွေကိုကျေးဇူးတင်ပါတယ်အခုလက်ရှိရှောက်နေရတဲ့လမ်းကလေးကိုကျေးဇူးတင်ပါတယ်ခုနကလမ်းသွားရင်းနဲ့ရီပြသွားတဲ့သစိမ်းတူကိုလည်းသူ့ရဲ့ချိုးသားတဲ့အပြုံးလေးဝေငှပေးလို့ကျေးဇူးတင်ပါတယ်ကျမမှာစီမံဝမ်းမှန်နဲ့ဝမ်းပိုက်ကလေးရှိတယ်အဲ့ဒီအတွက်စေယုတ်စိတ်ခန်းတွေကိုကျမသွားစရာမလိုဘူးအဲ့ဒီအတွက်ကျမရဲ့ဝမ်းပိုက်ကလေးကိုကျေးဇူးတင်ပါတယ်စားနေရတဲ့အစာအာဟာရတွေကိုကျေးဇူးတင်ပါတယ်အာဟာရပြေဝတန်ရှင်းတဲ့အစာအစာတွေကိုရွေးချယ်စားခွင့်ရလို့ကျမကျေးဇူးတင်ပါတယ်ရရှိထားတဲ့အခွင့်အရေးတွေအားလုံးကိုကျေးဇူးတင်ပါတယ်ပစ္စည်းတွေအစားအစာတွေကိုဝယ်တဲ့အခါကိုလိုချင်တာကိုသုံးနိုင်တဲ့ပမာဏအတွင်းဝယ်ချမ်းနိုင်မှုအတွက်တတ်နိုင်တဲ့လုံလောက်တဲ့ငွေကြေးရှိနေတယ်အဲ့ဒီအစွမ်းအစရှိနေတာကိုလည်းကျေးဇူးတင်ပါတယ်ကျမနေ့စဉ်တောက်တဲ့ကော်ဖီခွက်ကလေးကိုလည်းကျေးဇူးတင်ပါတယ်ကျမရဲ့အိယာဘောကဆောင်းကလေးခေါင်းအုံးကလေးကိုလည်းကျမကျေးဇူးတင်ပါတယ်မျက်တန်လေးတွေအတွက်လည်းကျေးဇူးတင်ပါတယ်။တာယာအေးချမ်းပြီးဘေးကင်းတဲ့ပတ်ဝန်းကျင်ဖြစ်လာတယ်ဆိုတာကဒီအတိုင်းဖြစ်လာတာမဟုတ်ပါဘူး။ဒါကြောင့်ဒီလိုအခြေအနေတွေဖြစ်အောင်လို့စောင့်ရှောက်ပံ့ပိုးပေးနေကြတဲ့မြင်အပ်မမြင်အပ်လူပုဂ္ဂိုလ်နှမျက်နှကောင်းတို့ကိုလည်းကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့စောင့်ရှောက်ပေးကြပါ။သင်တို့ဟာလေကောင်းမွန်တဲ့ဘဝတွေကိုရရှိကြပါစေ
ခံစားစံစားနိုင်ကြပါစေကျမဟာလက်ရှိအချိန်မှာတော့စိတ်ခန္ဓာကောင်းမွန်နေတယ်အနားယူနေနိုင်တယ်ငြိမ်းချမ်းတိတ်ဆိတ်နေပါတယ်ဒီကောင်းမွန်ငြိမ်းချမ်းအနားရနေတဲ့စွမ်းအင်တွေကိုအားလုံးနဲ့ဝေငှပါတယ်ကောင်းမွန်ငြိမ်းချမ်းအနားရတဲ့စိတ်ထားတွေစွမ်းအင်တွေကိုရရှိခံစားနိုင်ကြပါစေရရှိခံစားနိုင်ကြပါစေကျမဟာဝေငှခြင်းတွေကိုတတ်နိုင်သလောက်လုပ်ပါတယ်ထိုစိတ်ရင်းစေတနာတွေကိုအားလုံးနဲ့ဝေငှပါတယ်ကျမရဲ့ပေါ်ကျွယ်ဝတဲ့စိတ်စေတနာတွေကိုအားလုံးနဲ့ဝေငှပါတယ်ရရှိခံစားနိုင်ကြပါစေကျမရဲ့ပေါ်ကျွယ်ဝတဲ့စိတ်စေတနာတွေကိုအားလုံးနဲ့ဝေငှပါတယ်ရရှိခံစားနိုင်ကြပါစေကျမဟာလူတဦးဖြစ်တဲ့အတွက်တခါတရံမာမာနထောင်လွှားတာတွေသဝင်တူသဘောဆုပ်ယုပ်တာတွေတိမ်ဖြင်းညံ့လွန်းတဲ့စကားတွေကိုပြောဆိုမိတာတွေတပားသူတို့ပျက်စီးရာပျက်စီးကြောင်းလုံးမိနေတာတွေကိုလေတခါတလေအမှုမဲ့အမှတ်မဲ့နဲ့လုံးမိနေတာမျိုးဖြစ်သွားတတ်ပါတယ်အဲ့လိုဖြစ်သွားတဲ့အခါမှာဂယုပြုမိတာဖြစ်ပြီးဆိုတာနဲ့ရက်တန်းကနေပြီးတော့ရက်နိုင်တဲ့သူဖြစ်ပါစေထိုအကျင့်ဆိုးကိုရက်တန်းကရက်ပြီးတာနဲ့ချမ်းမြေ့တဲ့စိတ်နှလုံးရှိသူတဟဇာတာဖြစ်သူအဖြစ်ပြန်လဲရောက်ရှိပါစေတတဝအပေါင်းအေးချမ်းငြိမ်းအေးကြပါစေဒီနေ့ကျမနဲ့အတူတူတွေ့ကြုံကြမယ့်လူတွေဆက်ဆံကြမယ့်မိသားစုတွေမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေအားလုံးကျမ်းမာချမ်းသာဘေးကင်းလုံခြုံကြပါစေသက်ရှိသက်မဲ့အပေါင်းလွတ်မြောက်မှုတွေကိုအသီးသီးရယူခံစားနိုင်ကြပါစေဒီလိုပြောဆိုနေခြင်းတွေကဝေမကုန်ပါဘူးနော်တေးသေးလေးပါပဲဒါပေမဲ့ကျမတို့ရဲ့စိတ်ကိုအားအင်နေအများကြီးတိုးတက်စေပါတယ်နေ့တိုင်းလေးနဲ့စွာခံစားပြီးတော့ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောတဲ့အရာတွေကဘဝမှာရှင်လန်းမှုလေးတွေဖြည့်ထားပြီးသားဖြစ်နေပါလိမ့်မယ်တနေ့တစ်နေ့ကိုလည်းဒီနေ့အတွက်ဘာတွေကိုများကျေးဇူးတင်ပါလဲဆိုတာကိုလည်းကိုမေးလို့ရပါတယ်ဒီအပြုအမူကိုနေ့စဉ်အကျင့်ဖြစ်အောင်လို့လေ့ကျင့်ရင်းနဲ့မိတ်ဆွေရဲ့ဘဝကလည်းတဖြည်းဖြည်းစိတ်ထားမြင့်မြတ်တိုးတက်ရင်းနဲ့ကောင်းမွန်တာယာမှုတွေပဲအမြဲတမ်းစီးဆင်းနေပါလိမ့်မယ်ဒါကျမကိုတွေ့ပါနော်ကျမအမြဲတမ်းဒီကျေးဇူးမေတ္တာတရားတွေကိုထုံလွှမ်းနေအောင်လှုပ်ထားပါတယ်ကျမမှာအမြဲတမ်းကောင်းချီးတွေပဲရဖို့ကောင်းမွန်တဲ့ဘဝတွေရဖို့ဆိုတာတွေကိုပဲကျမအမြဲတမ်းခံစားရပါတယ်ဒီအတွက်ကြောင့်ကျမဒီနေ့အားလုံးနဲ့ဝေငှခြင်းဖြစ်ပါတယ်ကဲဒါဆိုရင်မိတ်ဆွေမောင်ရောကျေးဇူးတင်မိတဲ့တေးသေးလေးတစ်ခုပါများရှိတယ်လေပေါ်ကကျမရွတ်ဆိုတာတွေနဲ့မတူတာတွေကိုကိုယ့်ဘာကိုထပ်ဖြည့်ပြီးတော့ရွတ်ဆိုနိုင်ပါတယ်နေ့စဉ်မှာကိုစိတ်ညစ်တဲ့တခုခုကိုမပြောဘူးခံစားရတယ်ဘလို့လေးတွေများဒီလိုမျိုးမေတ္တာလေးတွေပို့ပေးရမလဲကျေးဇူးတရားလေးတွေဖော်ထုတ်ရမလဲနားမလည်ဘူးဖြစ်နေတဲ့ဆိုရင်တော့ကျမရဲ့ဒီဗီဒီယိုလေးကိုအမြဲတမ်းဖွင့်ပြီးတော့လိုက်ရွတ်မယ်လိုက်ပြောမယ်အတူတူလိုက်လို့ရပါတယ်ဒီလိုနည်းနဲ့ကောင်းမွန်တဲ့ဘဝလေးတွေကိုတိဆောက်ဖို့အတွက်ခြေလှမ်းလေးစားလိုက်ကြရအောင်နော်